ဒါကတော့ခုခေတ်စားနေတဲ့ AI မီးတောင်အစားအစာပဲဖြစ်ပါတယ်။နာမည်ကြီး AI လာဝါမီးတောင်သူတို့ဘယ်လိုလုပ်ကြလဲဆိုတာတငယ်ချင်းတို့တွေးမိကြလိမ့်မယ်လို့ထင်ပါတယ်။ဒီ AI မီးတောင်ကစားလို့ရတဲ့ပါဝင်ပစ္စည်းတွေနဲ့မီးဖိုချောင်သုံးပါဝင်ပစ္စည်းကိုအသုံးပြုပြီးအရေးပျော်မီးတောင်လိုမျိုးဖြစ်အောင်ဖန်တီးထားတဲ့အစားအစာအာနိသင်တစ်ခုပါ။တကယ်တော့ဒါဟာလိမ္မာပါနဲ့တဲ့အစားအစာလှည့်စားမှုတစ်ခုဖြစ်ပါတယ်။ပါဝင်ပစ္စည်းတွေကတော့ပြောင်းဖူးရည်အပြော့ပြောင်းဖူးမှုအနီရောင်အစားအစာဆိုးဆေးနဲ့ရောမွေပြီးလာဝါမီးတောင်ရေရပြီးနောက်မျက်နှာပြင်ပေါ်မက်စမယ်လိုတွေကိုထည့်ပါတယ်။မက်စမယ်လိုတွေကိုအပေါ်ကနေထည့်ပြီးမီးဖိုချောင်သုံးမီးချင်းနဲ့အနက်ရောင်ဖြစ်လာတဲ့အထိမီးရှို့ကြပါတယ်။မီးလောင်နေတဲ့မက်စမယ်လိုလွှာကမီးတောင်ကြောက်လိုပါပဲ။အောက်ကတောက်ပတ်တဲ့အနီရောင်ရောဆက်ထားတဲ့အရောနှောကတော့တောက်ပတ်နေတဲ့မီးတောင်ရေလိုပါပဲ။အပေါ်ရန်လွှာကိုခွဲလိုက်တဲ့အခါဆန့်ထွက်ပေါက်ထွက်နေတဲ့ချော်ရည်တွေစိမ့်ထွက်လာပြီးမီးတောင်ပေါက်ကွဲမှုအသေးစားလေးလိုထင်ရစေပါတယ်။ဒါဟာတကယ့်ချော်ရည်မီးတောင်တွေမပါသလို AI မော်ပညာလည်းမပါပါဘူး။အစားအသောက်သိပ္ပံနဲ့ဖန်တီးမှုရုပ်ရှင်အနှဲငယ်သာရှိပါတယ်။ဒါကိုကြည့်ရတာအားရစရာပျော်စရာကောင်းပေမဲ့မီးရှို့ပြီးမှောင်မဲနေတဲ့မက်စမယ်လိုကစားသုံးဖို့တော့မသင့်တော်ပါဘူးဗျာ။ယောဂကင်ဆာဖြစ်နိုင်တာကြောင့်တငယ်ချင်းတို့စမ်းလုပ်ချင်ရင်တော့လုပ်လို့ရပါတယ်။ဒါပေမဲ့စားသုံးဖို့တော့အားမပေးပါဘူးဗျာ။